္ဂလာပါရှင်ရဲဘော်အဖန်ရဲ့ရင်ဖွင့်ခံစားတက်တွင်းစကားအစီအစဉ်ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှလည်းတက်ထဲကနေပေးပို့လာတဲ့အရာရှိစစ်တီမိသားစုဝင်ရဲ့အခက်အခဲတွေနင်းနာချက်တွေကိုကိုစားထုတ်ဖော်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးတစ်ခုအနေနဲ့လိုင်စင်မဲ့ကားတွေကိုမှောင်ခိုလုပ်နေတာကိုမျက်ကွယ်ပြုပေးထားတဲ့တက္ကနာအကြောင်းအကြီးအကြောင်းပဲဖြစ်ပါတယ်ကျွန်တော်ကဟိုပုံတက်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံတက္ကနာကအခြားအဆင့်စစ်တီတယောက်ပါတက္ကနာအကြောင်းအကြီးဘုံမှုချုပ်တန့်ထင်ဆိုးဟာသူတစ်ဖက်ရင်လူယုံတက်ထောက်ဖို့ကြီးစိုးထက်အောင်ကတရားမဝင်လိုင်စင်မဲ့ကားတွေမှောင်ခိုသွင်းရောင်းဝယ်ပြုလုပ်နေတာကိုမျက်ကွယ်ပြုခွင့်ပြုပေးထားပါတယ်။ဗိုလ်ကြီးစိုးထက်အောင်ကနေဆက်ကကားတွေကိုအခကြေးငွေယူပြီးမှောင်ခိုသွင်းတယ်လို့သူကိုယ်တိုင်ကလည်းမှောင်ခိုသွင်းပြီးပြန်လဲရောင်းချနေပါတယ်။အဲ့ဒီလိုတွေလုပ်နေတာသူတယောက်တည်းတော့မဟုတ်ပါဘူး။တက်ထဲကအရာရှိတွေအများကြီးပါဝင်နေပါတယ်။သူကတော့ကယ်ရီခေါင်းချုပ်ပါသူကိုယ်တိုင်လဲတည်တယ်အရာရှိတော်တော်များများကိုလည်းသူကတည်ခိုင်းပါတယ်။ကျောင်းကြီးတည်သွားတဲ့နောက်ပိုင်းသူကိုယ်တိုင်မတည်တော့ပါဘူး။ကလော်တောင်ကြီးဟိုပုံလိုင်လင်နန်းဆန်နယ်တဝိုင်းမှာတက္ကနာအရာရှိတွေအာနာပါဝါပြပြီးလိုင်စင်မဲ့ကားတွေနဲ့လှုပ်ရှားနေကြပါတယ်။သူတို့ဆိုရင်ဘယ်သူမှမဖမ်းရဲပါဘူး။ဖမ်းရင်လည်းပြန်လွှတ်ပေးရပါတယ်။အရာရှိတော်တော်များများကလည်းဝတ်တော့ကားတွေကိုမှောင်ခိုသွင်းပြီးချမ်းသာနေကြတာပါ။လှုပ်ရှင်တိုင်းကိုလုံနေကြတာပါကုန်စည်နှုန်းတွေကအစမတန်တက်လို့အခြားအဆင့်မိသားစုဝင်တွေတော့ကများနေရပါမယ်သူတို့ကတော့ဥပဒေမဲ့လုပ်ငန်းတွေနဲ့ကားကောင်းစားကြီးတွေစီးပြီးကြီးပွားချမ်းသာနေကြပါတယ်အခုလိုမျိုးတမတော်ပုံရိပ်ကိုအသုံးချပြီးလိုင်စင်မဲ့ကားတွေအယောင်းဝယ်ပြုလုပ်နေကြတဲ့အရာရှိတွေနဲ့မျက်ကွယ်ပြုခွင့်ပြုပေးထားတဲ့အကြောင်းအကြီးဘုံမှုချုပ်တန့်ထင်ဆိုတို့ကိုစစ်ဆေးအရေးယူပေးစေချင်ပါတယ်လို့တက္ကနာအကြောင်းကစစ်တီတူကစာရေးသားပေးပို့လာတာပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ပေါ့နော်တစ်ဖက်မှာဒီပြည်သူတွေကိုလိုင်စင်မဲ့ကားတွေမစီးရဘူးဆိုပြီးတော့လိုင်စင်မဲ့ကားတွေနဲ့ပတ်သက်ပြီးတော့စီကန်းတွေထုတ်တယ်ဖမ်းတယ်ဒါမျိုးတွေလုပ်နေတယ်ဒါပေမဲ့တကယ်ဒီတက်သေးမှကြတော့ဒီဟာလိုင်စင်မဲ့ကားတွေကိုပြန်ပြီးတော့ရောင်းဝယ်ဖောက်ကားနေတာတွေတည်ယူပို့ဆောင်ပြီးနေတာယာရုအနာအလွဲသုံးစားလုပ်ပြီးတော့လှုပ်ဆောင်ပြီးနေတဲ့ဖြစ်စဉ်တွေကိုတွေ့ရတယ်ပေါ့နော်ကိုအောက်ကစစ်တီတွေကြတော့စားရမယ်တောက်ရမယ်လာစားနဲ့ကုန်စည်နှုန်းနဲ့မမျှတလို့အငန်းငန်းအပြက်ပြက်ဖြစ်နေပေမဲ့သူတို့ကတော့ဒီပြည်သူတွေကိုပိတ်ပင်ထားတဲ့ဟာတွေကိုလည်းသူတို့ကိုယ်တိုင်ကနေကျူးလွန်လှုပ်ဆောင်ပြီးတော့ကြီးပွားချမ်းသာနေကြတဲ့ဖြစ်စဉ်တွေကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်နောက်ထပ်တစ်ခုအနေနဲ့ကတော့တကြောပြန်စစ်မှုထမ်းအရန်တပ်ဖွဲ့ဝင်ကိုလည်းစစ်မှုထမ်းဟောင်းအိမ်ယာခွင့်ပြုပေးဖို့လိုအပ်နေတဲ့အကြောင်းပဲဖြစ်ပါတယ်။ကျွန်တော်က2019မှာအသက်60တပ်ပြည့်အငိမ့်စားယူခဲ့တဲ့စစ်မှုထမ်းတယောက်ပါ။အဲဒီကမှ2024ခုနှစ်မှာအရန်တပ်ဖွဲ့ဝင်အဖြစ်ဆန္ဒမပါဘဲပြန်လည်ထာဝန်ထမ်းဆောင်ခဲ့ရပြီးပြည်သူ့စစ်မှုထမ်းတင်နန်းမှာနီးပြအဖြစ်လှုပ်ဆောင်နေသူဖြစ်ပါတယ်။ကျွန်တော်တို့မှာအသက်60အထိ24နာရီလုံးတာဝန်ထမ်းဆောင်ရပြီးအခုတခါ3နှစ်ထပ်ထမ်းဆောင်နေရပါတယ်။အဓိကအနေနဲ့ကတော့24နာရီလုံးတာဝန်ထမ်းဆောင်နေရတာကြောင့်ကိုနေဖို့အတွက်အိမ်အောင်ရှာဖွေလုံးပန်းချိန်မရခဲ့ပါဘူးအခုလက်ရှိနေစရာအိမ်မရှိပါဘူးစစ်မှုထမ်းအရာအတွက်တိုင်းစစ်ဌာနချုပ်မှာလည်း6လတင်ထားပါတယ်အရင်ဒုတက်ချုပ်အထိလည်းတင်ပြခဲ့ပါတယ်အခုထိဘာမှထူးလာတာမရှိပါဘူးစစ်မှုထမ်းအရာမှာနေခွင့်ရသူတွေအထက်မှာအရင်စစ်မှုထမ်းအဖြစ်တာဝန်ထမ်းခဲ့သူတွေမပါဘူးတဲ့အဲ့ဒါကြောင့်စစ်မှုထမ်းအရာတွေပေးတဲ့အခါအရင်တပ်ဖွဲ့ဝင်အပြည့်တပ်မတော်အတွက်တာဝန်ကျေပြီးသူတွေကိုလည်းရရှိခွင့်ပြုသင့်ပါတယ်ဆိုတဲ့အကြောင်းအထက်အကြီးအကဲတွေတည်အောင်ဖော်ပြပေးစေချင်ပါတယ်ဒါကအရင်တပ်ဖွဲ့ဝင်အဖြစ်တကြောပြန်တာဝန်ထမ်းဆောင်နေခဲ့တဲ့ဒါစစ်မှုထမ်းတူကနေစရာအိမ်အတွက်အခက်အခဲဖြစ်နေလို့ညီမတို့ကိုစာရေးသားပေးဖို့ပြီးတော့ရင်ဖွင့်လာတာပဲဖြစ်ပါတယ်ဒီအရန်တပ်ဖွဲ့ဝင်ဖြစ်ပြန်ပြီးထမ်းဆောင်ခဲ့တဲ့ဒီစစ်မှုထမ်းတွေလုံသက်ပြည့်ပြင်ဆင်အနာယူပြီးပြန်တာဝန်ထမ်းဆောင်တဲ့စစ်မှုထမ်းတွေမှာဒီပြဿနာတော်တော်ကြုံတွေ့ရတယ်ပေါ့နော်လက်ရှိညီမတို့ကိုအရင်အပတ်တွေမှာဆိုလို့ရှိရင်လည်းဒီကိစ္စနဲ့ပတ်သက်ပြီးတင်ပြလာတာတွေရှိတယ်သူတို့အနေနဲ့ဒီတခြားအရာရှိကြီးတွေတခြားလူတွေထွက်သွားတယ်လို့မျိုးဟိုအများကြီးပိုင်ဆိုင်နေတာမဟုတ်ဘူးသူတို့ကဒီနေစရာအိမ်ပဲရှိနေတာပါဆိုပြီးတော့ကိုတင်ပြပေးလာတာလည်းရှိတယ်တကယ်မှာကိုဘဝအတွက်ကိုလုံးပန်းရမယ်အချိန်ကြတော့ပြန်ပြီးတာဝန်ထမ်းဆောင်ရမယ်ဆိုပြီးတော့ခေါ်တဲ့အချိန်မှာသူတို့ပြန်ပြီးတာဝန်ထမ်းဆောင်ပေးလာတာမှသူတို့မှာဒီတက်အတွက်အများကြီးပေးဆက်ခဲ့ပေမဲ့နေစရာမရှိတဲ့ဘဝမျိုးနဲ့ကြုံနေရတာအရင်တပ်ဖွဲ့ဝင်မို့လို့ဆိုပြီးတော့ပေချခံခဲ့ရတာဒါမျိုးတွေကကြုံတွေ့နေရတဲ့အကြောင်းကိုသူ့အနေနဲ့ရင်ဖွင့်ပေးပို့လာတာပဲဖြစ်ပါတယ်နောက်ထပ်တစ်ခုအနေနဲ့ကတော့ယင်သီးစော်ကခေါင်းပုံဖြတ်နေတဲ့စူတောင်းရေးတက်မှုအကြောင်းပဲဖြစ်ပါတယ်
ကျွန်တော်တို့အမှတ်တဲ့စူဆောင်းရေးတက်ကတက်မှုဒုတိယဗိုလ်မှူးကြီးလက်ရအောင်ဟာအတော်လေးရင်သီးဆိုးသွမ်းနေပါတယ်။ပတ်စံငွေကြီးဆိုလဲပုံစံမျိုးစုံကိုခေါင်းမုံဖြတ်ယူနေပါတယ်။ရဲဘော်တက်ဖို့ထုတ်ပေးထားတာတွေအထူးနေ့လည်စာအတွက်ဆိုပြီးတယောက်အတွက်3000ကျော်ကိုအကြောင်းမျိုးပြပြီးဖြစ်ပါတယ်။နောက်ပြီးရန်ကုန်တိုင်းကတသားတက်တက်ကိုစလဲတွေလာရင်သူ့အတွက်တသားတက်တယောက်ကို9000ကျပ်နှုန်းကောက်ခံပါတယ်။တလားကိုလူသစ်က300ကျော်လောက်ဝင်ပါတယ်။သူ့အရင်တက်မှု20မှာဘယ်တက်မှုမှမတောင်းပါဘူး။နောက်ပြီးရဲဘော်တစ်တွေကိုထပ်ဆောင်ကျွေးမယ်ဆိုပြီးတရက်ကို1500ကျပ်နှုန်းဖြတ်တောင်းနေပါတယ်။သူရောက်လာမှငွေတောင်းချက်ကမကြားဘူးတာတွေကြားနေရပါတယ်။ရဲဘော်တစ်ကိုထမင်းကျွေးတော့အရင်တိုင်းပဲကျွေးပါတယ်။ရိတ်ခါနဲ့ကျွေးတာတောင်လောက်ပါတယ်။ရိတ်ခါကြတော့လေအတိအကျမကျွေးပါဘူး။စီနီယာကြတဲ့တူတက်မှုအပေါ်လဲရင်းရင်တီတီဆက်ဆံပါတယ်။ဒုတိယဗိုလ်မှူးကြီးလာရအောင်စူဆောင်းရေးလေနောက်စူဆောင်းရေးနှစ်အဲ့ကနေအခုစူဆောင်းရေးတစ်ကိုရောက်လာတာပါ။ပုံစံမျိုးစုံနဲ့ပတ်ဆိုင်ဖြတ်တောင်းခံရယူနေတာတစ်လကို300နဲ့ချီပါတယ်။ဘေးတက်မှုမှအဲ့လိုမလုပ်ခဲ့ပါဘူး။ကျန်တာတွေအများကြီးရှိပါသေးတယ်။အထက်လူကြီးတွေတီအောင်ပြောပေးပါ။ဒါကတော့ရန်ကုန်တိုင်းစူဆောင်းရေးတစ်ကဆရာတဦးရေးသားပေးဖို့လာတာဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင်လည်းပေါ့နော်ရဲဘော်ဒီတသားတစ်တွေအတွက်ရိတ်ခါဒါမျိုးတွေကဒီတက်မှာသူ့ရဲ့ဒီစရင်စရာဒီဘန္နာချပေးပေါ့နော်ဒီငွေကြေးလှုပ်ဆောင်မဲ့ကိစ္စတွေမှာသူကပါပြီးသားဒါပေမဲ့တကယ်တမ်းမှာရဲဘော်တွေအနေနဲ့ဒီတသားတစ်အဖြစ်စူဆောင်းခံတဲ့ရဲဘော်အနေနဲ့သူတို့လည်းပုံမစားရဘူးပို့ပြီးကောင်းသွားမရှိဘူးဒါပေမဲ့တစ်ဖက်မှာကြပြန်တော့လေပတ်စံကတောက်လျှောက်ကောက်တယ်ဒီဟာရင်းနဲ့ပဲသူတို့ကကြီးပွားချမ်းသာလာတယ်တလားသူ့အတွက်ဘယ်လောက်ကျင်ရမယ်ဆိုပြီးတော့ဒီအာနာကိုအလွဲသုံးစားလုပ်ပြီးတော့သူတို့အနေနဲ့စူဆောင်းနေတာရှိတယ်သူတို့ရဲ့တရားမဝင်ဝင်ငွေတွေစူဆောင်းတဲ့နေရာမှာဒီကြောင်းအုပ်တွေအနေနဲ့လည်းနာမည်ကြီးတာကိုတွေ့ရတယ်ပေါ့နော်တောက်လျှောက်လာတိုင်နေညီမတို့လာပြီးတော့ပြောပြတယ်ရင်ဖွင့်တဲ့တဲမှာဆိုကြောင်းအုပ်တွေအနေနဲ့ဒီလိုမျိုးလှုပ်ဆောင်နေတာအများကြီးရှိတယ်ဒီတော့ဒီတက်မတော်ရဲ့ဒီကျောင်းမျိုးစုံမှာပြန်ပြီးတော့စီစစ်ပေးဖို့လိုနေရပေါ့နော်ဒါကျောင်းဆိုတာအခြေခံပဲဘယ်မှာပဲဖြစ်ဖြစ်ဒီကျောင်းဆိုတာအခြေခံဖြစ်တဲ့အတွက်ဒီနေရာမှာဒီလိုမျိုးလှုပ်ဆောင်နေတာတွေဒီနေရာမှာဥဆောင်တဲ့သူတွေကဒီလိုမျိုးလှုပ်ဆောင်နေတာတွေကမဖြစ်သင့်ဘူးဒါတွေကိုပြန်ပြီးစီစစ်အရေးယူပေးရမှာပဲဖြစ်ပါတယ်နောက်ထပ်တစ်ခုအနေနဲ့ကတော့ဒါပြည်သူစကားပေါ့နော်ညီမတို့အနေနဲ့ရင်ဖွင့်ခံစားတက်တွင်းစကားအစီအစဉ်အပြင်ဒီပြည်သူတွေကပေးပို့လာတဲ့ပြည်သူရင်ဖွင့်လွှာတွေကိုလည်းညီမတို့ကကိုစားဖတ်ပြပေးနေတာပဲဖြစ်ပါတယ်အခုတစ်ခါမှာတော့ဒီမန္တလေးတောင်ကြီးကျိုင်းတုံလမ်းပိုင်းမှာရှိတဲ့လုံခြုံရေးဂိတ်တွေကနေပြည်သူတွေစီကနေပြီးတော့အမျိုးပတ်စံတောင်းနေတဲ့အကြောင်းကိုတင်ဆက်ပေးကြပါမယ်မန္တလေးတောင်ကြီးလမ်းတောင်ကြီးကျိုင်းတုံလမ်းပိုင်းတွေမှာရှိတဲ့စစ်ဆေးဂိတ်တွေဟာကျွန်တော်တို့ကုန်တင်ကားတွေထံကနေအစမတန်ငွေကြေးတောင်းခံနေပါတယ်အစိုးဆုံးဂိတ်တွေကတော့တာကော်တရာကျိုင်းတုံမြို့ဝင်ဂိတ်ကျိုင်းဖောင်းဂိတ်နောင်ဖာဂိတ်တာဝါပုံဂိတ်နဲ့မိုင်းရန်ဆရဖာဂိတ်တွေပါကျွန်တော်တို့ကုန်ကားတွေကနိုင်ငံတော်ကိုတရားဝင်အခွန်ဆောင်ပြီးသားကုန်တွေကိုတင်ဆောင်နေတာပါခိုလန်ရလာခကိုတိုင်တော့လဲဘာမှမထူပါဘူးအခုကတောင်ကြီးကနေမိုင်းလာအရောက်ထိ45သိန်းကုန်ပါတယ်တည်ယူစရိတ်တွေအစမတန်များလာတော့ကုန်ပစ္စည်းတွေလည်းဈေးနှုန်းတွေအများကြီးမြင့်တက်လာပါတယ်ကုန်တွေကားမောင်းတဲ့သူတွေကလည်းကားဆွဲရတာအဆင်မပြေပါဘူးနိုင်ငံတော်တာဝန်ရှိသူတွေအနေနဲ့ဒီလိုမျိုးတရားမဝင်ငွေကြေးအစမတန်တောင်းခံနေတဲ့စစ်ဆေးဂိတ်တွေကိုစစ်ဆေးအရေးယူပေးစေချင်ပါတယ်ဆိုပြီးတော့ကုန်တွေကားမောင်းတဲ့ပြည်သူတအုပ်ကရေးသားပေးပို့လာတာပဲဖြစ်ပါတယ်ဒီမှာပေါ့နော်ညီမတို့ကုန်စည်နှုန်းတက်တဲ့ကိစ္စပေါ့နော်ကုန်စည်နှုန်းတက်တဲ့ဟာကတခြားဒီနိုင်ငံရေးအလုပ်အခက်တွေအပြောင်းလဲတွေကြောင့်တက်တဲ့ကိစ္စတွေရှိကောင်းရှိတယ်ဆိုပေမဲ့ပေါ့နော်ညီမတို့နိုင်ငံမှာကြတော့ဒီလိုအခုလိုလမ်းကနေစစ်ဆေးဂိတ်တွေကိုပေးရတယ်တစ်ဖက်မှာလည်းအခွန်ဆောင်တယ်တရားဝင်အခွန်ဆောင်ပြီးသားဆိုတာတော့မှဒီသူတို့ဂိတ်ကိုပေးမှဖြတ်တန်းခွင့်ရမယ်ဆိုတဲ့ပုံစံမျိုးဖြတ်တန်းခွင့်ရဖို့အတွက်ပတ်စံမပေးဘူးဆိုလို့ရှိရင်အဲ့ဒီပစ္စည်းကိုတင်ထားလိုက်တဲ့ပုံစံမျိုးပေါ့နော်ဒါမျိုးတွေကိုညီမတို့အတွေ့များတယ်ဒီလိုမျိုးတွေလှုပ်ဆောင်တဲ့အခါမှာတစ်ဖက်မှာကုန်စည်နှုန်းတွေကြီးမြင့်လာတယ်ကုန်စည်နှုန်းကြီးမြင့်လာတဲ့အခါမျိုးမှာပြည်သူတွေအတွက်လည်းအခက်အခဲဖြစ်တယ်လို့တစ်ဖက်မှာလည်းတက်မိသားစုဝင်တွေအနေနဲ့သူတို့ရဲ့ရတဲ့လစာနဲ့ဒီကုန်စည်နှုန်းတွေကဘလို့မှမကားမိတဲ့အနေအထားတွေဖြစ်လာတယ်ပေါ့နော်စားဖို့တောက်ဖို့တောင်အနိုင်ဖြစ်လာတဲ့ဘဝမျိုးပေါ့နော်ဒီတိုင်းပြည်လုံးကဒီဒုက္ခတွေကိုကြုံတွေ့လာရတာတွေဖြစ်တယ်ဒါတွေကိုစစ်ဆေးကြက်မှတ်ပေးရပါမယ်အခွန်ဆောင်ပြီးသားအခွန်မဆောင်ဘူးဆိုအခွန်ဘလို့ပုံနဲ့ဆောင်ရမယ်ဆိုတဲ့ဟာမျိုးတေချာစနစ်တကျလှုပ်ဆောင်မှာဖြစ်ပြီးတော့ဒီလိုမျိုးတွေ့ကြရလူဖမ်းမယ်တွေ့ရနေဘာနေဆောင်ပြီးသားမဆောင်ပြီးသားမသိဘူးအကုန်သိမ့်မယ်ဆိုတာမျိုးဖြစ်တဲ့ကိစ္စမျိုးမဟုတ်ပါဘူးဒါတွေကိုစီစစ်အရေးယူပြီးတော့ဒီလိုမျိုးငွေတောင်းတဲ့ကိစ္စတွေကိုဖယ်ရှားပေးရမှာပဲဖြစ်ပါတယ်ဒီတစ်ပတ်ရဲ့ဒီရဲဘော်အဖန်ဒီတင်ဆက်ပေးနေတဲ့ရင်ဖွင့်ခံစားစကားသံအစီအစဉ်ကတော့ဒီလောက်ပါပဲညီမတို့နောက်ပတ်တွေမှာတင်ဆက်ပေးမယ့်စကားသံတွေအနေနဲ့လည်းပါဝင်ခြင်းနဲ့ဆိုလို့ရှိရင်ညီမတို့ချက်ပေါက်ကနေတစင်စာရေးသားပေးဖို့နိုင်ပါတယ်ညီမတို့အနေနဲ့တက်တွင်းကစကားသံတွေအပြင်ပြည်သူတွေရဲ့စကားသံတွေကိုလည်းကိုစားမျှဝေပေးနေမှာပဲဖြစ်ပါတယ်ရှင်ညီမတို့ရဲ့ရဲဘော်အဖန်ရဲ့ချက်ပေါက်ကနေတစ်ဆင့်ပေးပို့နိုင်ပါတယ်ပေးပို့လာတဲ့သူတွေရဲ့အချက်လက်တွေအကုန်လုံးကိုလည်းညီမတို့ကလှုပ်ဝက်ပေးထားမှာပဲဖြစ်ပါတယ်ရှင်